မင်္ဂလာပါမိမိတို့ရေဒီနေ့မှာတနည်းကျော်ကလေးဖွံ့ဖြိုးကြီးထွားဖို့အတွက်မဖြစ်မနေကြွေးရမယ့်အစားအစာ၅မျိုးကြောင့်မျှဝေပေးသွားမယ်နော်ကလေးတွေကအသက်1နှစ်ကနေ3နှစ်အထိဖွံ့ဖြိုးမှုမြန်တဲ့အတွက်အစားအစာစုံစုံလင်လင်ကြွေးပေးဖို့အရေးကြီးပါတယ်နော်ဟောပြပါအစားအစာတွေကိုကြွေးခြင်းကြောင့်မျိုးရိုးလိုက်လို့ပိန်နာညံတုံးနာရက်ပူတာဟာတာရှုတွေ့တာစားရယောဂတွေကိုလည်းကာကွယ်ပေးပါတယ်နော်။ဘာတိကျက်ဥမှာပါဝင်တဲ့ပရိုတင်းနဲ့ကလေးကြီးထွားဖွံ့ဖြိုးမှုတွေလိုအပ်တဲ့ဟာရဓာတ်တွေများစွာပါဝင်ကျက်ဥလို့ပြောလိုက်တာနဲ့တေးခွဲလေးလို့မထင်လိုက်ပါနဲ့နော်။ WHO ကျန်းမာရေးအဖွဲ့ကထုတ်ပြန်ထားတာကလေးရက်ရှိမှုနဲ့ကလေးဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလို့ရှိရင်နံပါတ်1အစားအစာကိုရွေးပါစေကျက်ဥပဲဖြစ်ပါတယ်။ကျက်ဥကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေမိမိတို့ကကြိုက်အောင်လုပ်ကြရမှာနော်။ဥပမာထောပတ်နဲ့ကြိတ်ကြွေတာမျိုးကြက်ဥကိုနွားနှုတ်နဲ့ပေါင်းကြွေတာမျိုးကလေးကြိုက်အောင်လုပ်ကြည့်လို့ရပါတယ်နော်။ကျက်ဥကိုကလေးကြွေးတဲ့အခါကောင်းကောင်းကြက်အောင်ချက်ပြုတ်ကြွေးပါ။နံပါတ်2သားနဲ့ငါမှာပရိုတင်းနဲ့သံဓာတ်ပါဝင်ရေးကြီးတဲ့ဟာရဓာတ်တွေများစွာပါဝင်လို့ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက်များစွာထောက်ကူပြုပါတယ်။အသားနဲ့ငါကိုလည်းကလေးဝါးစားနိုင်အောင်နုနုညံ့ညံ့ရှက်ပြီးတေးသေးလေးတွေပြုလုပ်ကြွေးပါ။နံပါတ်3နုနဲ့နုထွက်ပစ္စည်းအသက်1နှစ်ကျော်လာတဲ့ကလေးတွေကိုလည်းနုနဲ့နုထွက်ပစ္စည်းတွေကိုအစားအစာနဲ့တူတူတွဲဖက်ပြီးကျွေးနိုင်ပါတယ်။နံပါတ်4စားစာများမှာပျော်သည့်တမောသည့်ထောပတ်သည့်မုံလာဥအခုလိုမျိုးရောင်စုံစားစာတွေကိုတွဲကျွေးတာကြောင့်ကလေးအတွက်ဟာရစုံစုံလင်လင်ရနိုင်ပါတယ်။နံပါတ်5ပဲအမျိုးမျိုးကလပ်ပဲမတ်ပဲပဲဒီစိမ့်ပဲနီကြိုက်တဲ့ဥစ္စာကိုနော်ဥညောင်ရှေ့ပြီးတော့ကျွေးလို့ရပါတယ်နော်။မြေထက်မြက်ပြီးကျန်းမာတဲ့တသားမီမီလေးတွေဖြစ်ဖို့အတွက်ကလေးတွေကိုအစာကျွေးတဲ့အခါတစ်မျိုးတည်းမကျွေးပဲကျက်ဥသားနဲ့ငါနုနဲ့နုထွက်ပစ္စည်းပဲအမျိုးမျိုးဟင်းသီးဟင်းရွက်အစိမ်းရောင်သီးရွက်မျိုးပြောင်းလဲပြီးတော့ကျွေးစားရအောင်နော်ဘယ်အစားအစာကိုဘလို့အားရှိအောင်ချက်ကျွေးရမလဲဘလို့စီစဉ်ရမလဲခေါင်းကြီးရှုပ်နေရဆိုလို့ရှိရင်ကျွန်မစီစဉ်ပေးမယ်နော်တပတ်စာလားတလစာလားလူချင်းလေးလို့မှန်းခဲ့